ဟုတ်ကဲ့ brother တို့အားလုံးမင်္ဂလာပါဒီနေ့ basic plan လုပ်ကြည့်မယ် basic plan လုပ်မယ်ဆိုတော့ပထမဆုံးကျွန်တော်တို့ဘယ်နေရာကနေဘယ်ကိုသွားမလဲဆိုတော့အရင်ဆုံးသိရမယ်ပထမဆုံးအနေနဲ့အဲ့ကြတော့သွားဖို့ schedule ကိုအရင် check မယ် schedule ကို check မယ်ဆိုရင်ဒီမှာကျွန်တော်တင်ပေါ်မှာဘယ်လို check လဲဆိုရင်ဒီမှာ browser တစ်ခုတည်းဝင်လိုက် browser တစ်ခုတည်းကိုဝင်လိုက်ပါနားလေးပါ browser တစ်ခုတည်းဝင်လိုက်ဝင်ပြီးရင်ဒီမှာပုံမှန်လုပ်ထားတဲ့ ucall ကျွန်တော်တို့ charter ucall ဆိုတော့ ucall ဒီမှာeclipseocean.com ဆိုတဲ့ website တွေကိုဝင်မှာဝင်ပြီးရင်ဒီမှာ user ID ဒီမှာရှိပါတယ် user ID နဲ့ password ကိုဒီမှာရေးထားပါတယ် OWWL နဲ့ဒီမှာ password အဲ့ဒါကိုရိုက်လိုက်မယ် sorry OWWL login အဲ့ဒါဆိုရင် password တော့ password ထားရိုက်ပါဒီမှာတန်းပြီးဝင်သွားပြီ okay ဒီမှာ password ကျွန်တော်တို့ရိုက်ပြီးသားဆိုတော့ထပ်ရိုက်စရာမလိုဘူး okay အခုဆိုရင်ဒါ Eclipse website ထဲကိုဝင်သွားပြီဝင်သွားပြီဆိုရင်ခဏဆောင်မယ် okay ဒီမှာပေါ်လာပြီပေါ်လာရင်ကျွန်တော်တို့ဒီဘက်ချမ်းမှာ detail ကိုသွားမယ် detail ကိုသွားမယ်ခဏဆောင်ပြီးတော့ဒီမှာဒါလေးဒီစားဒီ message လေးပေါ်ရင် okay နှိပ်လိုက်နှိပ်ပြီးသွားရင်ပတ်စံနေရာမှာကျွန်တော်တို့သင်္ဘောရဲ့နာမည်အတူကောက် manual ရဲ့အတူကောက် MAN ကိုရိုက်ပြီး search ကိုနှိပ် okay ဒီမှာကျွန်တော်တို့သင်္ဘောရဲ့ voice တွေပေါ်လာပြီvoice တွေပေါ်လာပြီ voice တွေပေါ်လာပြီးတော့အခုလောလောဆယ်ကဒါသင်္ဘောတွေအကုန်လုံးပေါ်လာတယ်ပေါ်လာတော့ manual ရှာဗျာ manual ရှာမယ်ဆိုတော့ manual ဆိုတော့အောက်ဆွဲချဒီမှာတွေ့ပြီ manual ဒါကျွန်တော်တို့လက်ရှိသွားနေတဲ့ point number WE612 ဆိုတာတွေ့ပါပြီအဲ့ဒါ point number ကိုနှိပ်ပြီးဝင်လိုက်ရင်ခဏဆောင်ပါဟုတ်ဒီမှာ detail product window ပေါ်လာပြီခဏဆောင်လိုက်အဲ့ဒါဆိုရင်ဒီမှာပေါ်လာပြီကျွန်တော်တို့အခုသွားနေတာကဒီမှာပြုံးတက်ကိုရီးယားနေပြီးတော့ဒီ K-pop group South Africa ကနေဖြတ်ပြီးတော့ UK ကိုသွားနေတဲ့ UK Tilbury ဆိုတဲ့ပို့သွားနေတာအဲ့ရနေပြီးတော့ဒီမှာ Belgium ကိုဆက်သွားမယ်ပြီးရင် Germany ကိုဆက်သွားမယ်ပြီးရင်UK က Southampton ကိုသွားမယ်ပြီးရင်တော့ နောက် schedule တွေကတော့မပေါ်သေးဘူးမလာသေးဘူးလောလောဆယ်ဒီ schedule ကရနေပြီအဲ့ရနေပြီးတော့ကျွန်တော်အာရှပြန်ဆင်းလာမယ်အဲ့ကြတော့ဒါကျွန်တော်တို့ဟာဆိုလက်ရှိကိုဆွဲရမယ့် point ပဲပို့တွေသွားမယ်ဆိုတော့တည်သွားပြီပထမဆုံး schedule ပထမဆုံးပုံမှာကြည့်မလဲဆိုတာကျွန်တော်တို့သင်္ဘောတွေယူကောချတာယူထားတဲ့သင်္ဘောတွေ schedule ကြည့်တဲ့နေပါအဲ့တော့ခဏရတဲ့ schedule ကိုကျွန်တော်တို့အခု print ထုတ်လိုက်ပြီ print ထုတ်လိုက်ရင်ဒီမှာဒီဘက်ချမ်းပထမဆုံး column မှာပို့နေတော့ပို့မင်းအောင်ပို့မှာသွားမဲ့ပို့တွေပါတယ်ပြီးတော့ရင်ဒီမှာ distance တွေပါတယ်ကို distance တွေပါတယ်ကြည့်ပါ distance တွေကိုအကျမ်းပြင်းအကုန်လုံးဘယ်ကနေဘယ်ထိဆိုရင်ဘယ်နှမိုင်ဆိုပြီးတော့ဒီ passive plan လို့ reference ယူလို့ရအောင်လို့သူတို့အကြမ်းမြင် distance လေးတွေပါပေးထားတယ်ပြီးရင်ရောက်ချင်တဲ့ arrival date ပြီးသွားရင်ဒီမှာကြည့်ပါပို့ဒီပို့မှာနေမဲ့အချိန်ပြီးသွားရင် departure date ပြီးသွားရင် C day ဆိုလည်းဒီ distance တွေမှာဒီသွားမဲ့ distance တွေကိုဘယ်လောက်ပဲဘယ်နှစ်နာရီမောင်းရမယ်ဆိုတာဘယ်နှစ်နာရီမို့ဘယ်နှစ်ရက်မောင်းရမယ်ဆိုတာဒီမှာရေးထားတယ်ပြီးသွားရင်ဒီမှာလုံးမှာလားတခြားချင်းလုံးမှာလားရေးထားတယ်နောက်ဆုံးမှာသူတို့တွက်ထားတဲ့ speed တွေပေါ့ဒီ distance တွေကိုဒီလုံးမောင်းဖို့အတွက်ဒီ speed တွေနဲ့မောင်းအောင်မယ်ဆိုပြီးတော့ဒီမှာ speed တွေပါတွက်ပေးထားတယ်အဲ့တော့ဒါအကျမ်းမြင်ရပြီအဲ့ကြတော့ကျွန်တော်တို့ route တွေရင်စရှာမယ် route တွေရင်စရှာမယ်ဆိုတော့ပုံမှန်ဆိုရင်တော့ပုံမှန် basic plan လှေကြီးတို့ရိုဟိုးရင်တော့ရှေးတော့လိုတဲ့ပုံစံဆိုရင်တော့ကျွန်တော်တို့ဒီမှာသွားပိုးနှစ်ခုတည်တယ်ထွက်မဲ့ပိုးနဲ့ရောက်မဲ့ပိုးစိတ်ကန်းနှစ်ခုတည်တယ်ဆိုရင်အဲ့စိတ်ကန်းနှစ်ခုရဲ့ပိုးတွေကိုရင်ကျွန်တော်တို့ ALS Bolon 6တို့ guide to port entry တို့အဲ့ဒါတွေထဲမှာရှာ pilot station တွေကို ALS Bolon 6ထဲမှာရှာပြီးတော့ကိုယ့်ဘာကိုအားလုံးအစအဆုံး detail ဆွဲရတာပေါ့ဒီမှာတော့အခုခင်မှာတော့အဲ့လိုမဟုတ်တော့ဘူးကျွန်တော်ကအရင်ကလိုမျိုးနီးတွေကိုပြောမှာမဟုတ်ဘူးကျွန်တော်သင်္ဘောပေါ်မှာအခုဘလို့တကယ်လုံနေလဲဆိုတာကိုပဲကျွန်တော်ပြောပြပေးမှာသင်္ဘောပေါ်မှာလုံတဲ့နီးကိုပဲပြောပြပေးမှာအဲ့တော့ကျွန်တော်တို့ဒီမှာ route တွေစပြီးတော့အကြမ်းမြင့်ဆွဲဖို့အတွက်ကျွန်တော်တို့
ဘယ် software ဥစားတုံးပြီးဆွဲမလဲပေါ့ဒါသင်္ဘောတစ်စီးနဲ့တစ်စီးမတူဘူးကျွန်တော်လည်း software တွေအများကြီးသုံးဘူးတယ်အဲကြတော့ကျွန်တော်တို့သင်္ဘောမှာလက်ရှိသုံးနေတဲ့ software ကတော့ကျွန်တော်တို့အကောင်းဆုံးပဲအကောင်းဆုံးနဲ့ဟိုဘယ်လိုပြောမလဲလုပ်လို့ရတာအဆင်ပြေဆုံးပေါ့အလွယ်ဆုံးဖြစ်အောင်လုပ်ပေးတာ software ပဲကျွန်တော်ရင်တော့စစချင်းပထမဆုံးဆိုရင်ကျွန်တော်ဒီမှာရှိတယ်ဟို UKHU ကထုတ်ထားတဲ့ check catalog ဆိုရင်ကျွန်တော်ဒါမျိုးတွေသုံးမှုတွေ ADB ဒီ ADB Admiralty Digital Catalog ဆိုတာဒါကြီးကဟို paper catalog ကြီးကိုစာအုပ် digital ပုံစံပြောင်းလာတဲ့ catalog ကြီးဒါကြီးတွေနဲ့စစချင်းသုံးမှုတယ်ပြီးသွားရင်အဲ့ဒါပြီးတော့ကျွန်တော်code go ဆိုတဲ့ catalog တွေသုံးမှုတယ်ပြီးတော့နောက်ကြတော့ one ocean ဆိုတဲ့ဟာမျိုးတွေတော့ကျွန်တော်မြင်မှုတယ်ပေါ့ကျွန်တော်အဲ့ဒါကြီးလေ့လာမှုတယ်ဒါပေမဲ့အခုကျွန်တော်တို့သင်္ဘောမှာသုံးတဲ့ဒီ NAFTA ဆိုတဲ့ဟာဒီ NAV tracker နဲ့ NAV station ဆိုတဲ့ဒီ passive plan လုပ်ဖို့အတွက်သုံးတဲ့ဟာနှစ်ခုအဲ့ကောင်ကအကောင်းဆုံးပဲဘာလို့လဲဆိုတော့ကျွန်တော်ပြမယ်ကျွန်တော်တို့အခုလောလောဆယ် route ရှာမယ်ကျွန်တော်သွားမယ့်ပို့တွေကိုဒီမှာကျွန်တော်အကြမ်းမြင်ချရေးပွားချရေးပွားတော့ကျွန်တော်တို့အခုပြုံးတက်ကနေပြီးတော့အင်္ဂလန်ကိုသွားနေတယ်ပြီးတော့အင်္ဂလန်ကနေပြီးတော့ဘယ်ဂျီယန်သွားမယ်ဘယ်ဂျီယန်ကနေပြီးတော့ဒီဘက်ဂျာမနီကိုသွားမယ်ဒါအဲ့ကြတော့ဒီ route တွေရှာမယ်ဒီ route တွေရှာမယ်ဆိုရင်ဘယ်လိုရှာမလဲဘယ်လိုရှာမလဲဆိုရင်ပုံမှန်ဆိုရင်အဲ့ဒီအခုသွားမယ့် route တွေကိုအရင်တော့အတိတ်မှာတော့သွားခဲ့ဘူးလားအဲ့ဒါကိုရင်ရှာတယ်ရှိတယ်ဆိုရင်အဲ့ဒီ route တွေကိုဆွဲသုံးတယ်မရှိဘူးဆိုရင်ကျွန်တော်တို့တပါချာပို့တွေ arrival ပို့တွေတူတာတွေရှိလားတူတာရှိလားအဲ့လိုမျိုးရှာတယ်ရှာပြီးတော့ route တွေကိုဆက်ပြီးသုံးတယ်ဗျာဥမာအင်းစိန်ကနေပြီးတော့ကျွန်တော်မြေနီကုန်းကိုသွားဘူးတယ်ပြီးတော့မြေနီကုန်းကနေပြီးတော့လည်းစုလေးကိုထပ်သွားဘူးတယ်ဒါပေမဲ့ကျွန်တော်အခုသွားမယ့်တစ်ခေါက်ကအင်းစိန်ကနေပြီးတော့စုလေးကိုတန်းသွားမယ်အဲ့ကြတော့ဂျားတွေကမြေနီကုန်းဆိုတဲ့ယာယီမလို့တော့အဲ့ကြတော့အဲ့အရင်တော့သွားဘူးတဲ့အင်းစိန်တူမြေနီကုန်းတူစုလေးအဲ့နှစ်ခုလုံးယူလိုက်တယ်အဲ့လမ်းကြောင်းယူလိုက်ပြီးတော့အလဲကမလိုတဲ့ဟာတွေကိုဖြောက်လိုက်ပြီးတော့အလဲကမလိုတဲ့ way point တွေ lag တွေကိုဖြောက်ပြီးတော့ edit လုပ်ပြီးတော့သုံးတာပါဗျာ route နှစ်ခုကိုတစ်ခုတည်းပေါင်းပြီးသုံးတာအဲ့လိုနည်းနဲ့သုံးတယ်အခုကျတော့အဲ့လိုမျိုးမသုံးမဲနဲ့ကျွန်တော်တို့ route တွေကိုရှာမယ်ရှာရဲဆိုတော့ကိုယ်တင်မောမှာအရင်ရှာကြည့်ကိုယ်တင်မောကအရင်တော့အဲ့လမ်းကြောင်းတွေကိုသွားဘူးလားဆိုတော့အရင်စရှာမယ်ရှာလို့မတွေ့ဘူးဆိုရင်ဒီ software ရဲ့အားသာချက်ကကို fleet ထဲမှာရှိတဲ့တခြားတင်မောတွေထဲမှာ live ဝင်ပြီးတော့ရှာလို့ရတယ်အဲ့ကြတော့အကိုစိတ်ရှိရှိနဲ့ရှာမယ်ဆိုရင်မသွားဟိုမရမတွေ့နိုင်တဲ့ route မရှိဘူးစိတ်ရှိရှိနဲ့အချိန်ပေးပြီးရှာလိုက်ရင်ကို point အတွက် route ကဟိုအစင်အသင့်ပေါ့သူများသုံးအသင့်မောကနေကူးပြီးသုံးလိုက်တဲ့ကူးပြီးကိုသုံးလိုက်လို့ရတယ်ကိုကစိတ်ရှိရှိနဲ့ရှာဖို့ပဲလို့တယ်အဲကြတော့ကျွန်တော်အခုရှာပြီးသွားတယ်ကျွန်တော်ဘာမှတွေ့လဲဆိုတော့ကျွန်တော်တစ်ချက်ဖွင့်ပြမယ်ဒီမှာ NAV station ရှိတယ် NAV tracker ရှိတယ်ကျွန်တော် NAV tracker ဆိုတာအဲ့မှာရှာမယ်ဒါ check out လောက်တစ်ခုပဲကိုဒါကိုဖွင့်လိုက်မယ်ဆိုရင်စစချင်းဒီလိုပုံစံလေးနဲ့ပေါ်လာလိမ့်မယ်ဒါ NAV tracker ကိုဖွင့်လိုက်မယ်ဆိုရင်ဒီမှာဒီလိုပုံစံလေးနဲ့ပေါ်လာလိမ့်မယ်ဒီမှာသင်္ဘောလေးတွေအများကြီးပဲပေါ်နေတွေ့လားအဲ့သင်္ဘောလေးတွေအခုဆိုရင်အစီး20 25နဲ့30ရာလောက်ရှိတဲ့သင်္ဘောဒါကျွန်တော်တို့ဒီ Wellanius ရဲ့ fleet ထဲမှာရှိနေတဲ့သင်္ဘောတွေ Wellanius ဒီဆွီဒင်ကကင်ထားတဲ့သင်္ဘောစင်ကာပူကကင်ထားတဲ့သင်္ဘောအဲ့ fleet တစ်ခုလုံးရဲ့သင်္ဘောတွေအကုန်လုံးဒီတစ်ကမ္ဘာလုံးမှာပတ်သွားနေတာဟာကို live ပြနေတာကျွန်တော်တို့သင်္ဘောဆိုအခုမှန်တော့ကျွန်တော်တို့ထောက်လိုက်မယ်ဆိုရင်ဒီမှာကြည့်ပေါ်လာလိမ့်မယ်လုံနေလို့ပြကျွန်တော်တို့ဒီမှာပြုံးတက်ကနေကိုရီးယားကနေထွက်လာတာမှာကိုရီးယားနေပြီးတော့ကိုရီးယားပြုံးတက်ကနေပြီးတော့ကျွန်တော်တို့ထွက်လာပြီးတော့ကျွန်တော်တို့အင်္ဂလန်ကိုသွားနေအင်္ဂလန် TBU တွေကိုသွားနေတယ်ကျွန်တော်တို့ဒီလိုသွားမယ် KO Go Ho ကိုဖြုတ်ပြီးတော့ဒီမှာထိုင်ဝမ်ဖြတ်မယ် Sona Strait ဖြတ်မယ်ဖြတ်ပြီးတော့ဒီမှာ KO Go Ho ကိုဖြတ်ပြီးတော့ဒီအပေါ်ပတ်တက်ပြီးတော့ဒီမှာ TBU တွေကိုသွားမယ်ပေါ့ဒါဆိုကျွန်တော်တို့ရဲ့ information အကုန်လုံးဒီမှာ EDA ပဲအထိရောက်မယ် speed ဘယ်လောက်နဲ့မောင်းနေတယ် position ဘယ်လောက်ဆိုပြီးတော့ဒါ live အမြဲတမ်းပြနေတယ်အဲကြတော့အဲ့လိုမျိုးပဲကို fleet ထဲမှာရှိမြဘယ်သင်္ဘောကဘယ်ကိုသွားနေဆိုတော့ကြိုက်တယ်လို့ထောက်ကြည့်လို့ရတယ်အခုမှ ending ဒီကောင်ကိုထောက်ကြည့်မယ်ဆိုလေကိုထောက်လိုက်မယ်ဆိုရင်မတန်းပေါ်လိုက် ending ဘယ်ကနေပဲကိုသွားနေတယ်ဆိုတော့တန်းပြီးပေါ်လာတယ် South Africa ကိုသွားနေတယ်ထားလိုက်အဲ့လိုမျိုးပဲကြည့်လို့ရတယ်အဲကြတော့အဲ့လိုသင်္ဘောတွေကနေပြီး live ပြီး route တွေနှိုက်ပြီးရှာလို့ရတယ်ဒီမှာဆိုရင် ending မှာရှိတဲ့ route တွေကိုကြည့်ကြတယ်ဆိုရင်ဒီမှာကြည့်ပါကျွန်တော်ပြမယ်ဒီမှာ route ဆိုတဲ့တွေကိုနှိပ်လိုက်အဲ့ဒါဆိုရင်ဒီသင်္ဘောကဒီ ending ဆိုတဲ့သင်္ဘောကသူ့ရဲ့ဒီ nav tracker တွေကိုထည့်ပေးထားတယ်ဒီ nav tracker တွေကို nav file တွေကိုထည့်ပေးထားတဲ့ route တွေကိုကျွန်တော်တို့ကြည့်လို့ရတယ်ကြည့်ပြီးတော့ကိုကြိုက်တဲ့ route ကိုကျွန်တော်တို့ copy ကူးလိုက်လို့ရဥမာဒီ route လေးကိုဆက်လက်နှိပ်လိုက်ဒီမှာပေါ်လာပြီ Australia မှာသွားထားတဲ့ route လေးတွေ့လားဒီမှာပေါ်လာပြီအဲ့ဒါလေးကိုလိုချင်တယ်ဆိုရင်export ဆိုပြီးတော့ export ဆိုပြီးကြိုက်တဲ့နေရာပေါ့ကို export လုပ်ချင်တယ်ဘာ file export လုပ်မှလဲမှာ RDZ file ဆို RDZ file ဆို edit မှာတန်းသုံးလို့ရတဲ့ file RDZ file ကိုပဲ export လုပ်မယ်ဆိုပြီးတော့ဆက်ရွေးပြီးတော့တန်းသုံးလိုက်လို့ရတယ်အဲ့ကြတော့ကျွန်တော်တို့ပထမဆုံးဘာစရှာမလဲဆိုတော့ကျွန်တော်ရှာပြပါပြီဒီမှာပထမဆုံးGBDIN ကနေပြီး BEAN TBU ကနေပြီးတော့ဟိုအောက်သွားမယ်ဘယ်ဂျီအောင်သွားမယ်အဲ့ဒါကျွန်တော်ဘယ်သင်္ဘောမှာတွေ့ထားလဲဆိုတော့ဒီသင်္ဘော Fidelio ဆိုတဲ့သင်္ဘောအဲ့ကြတော့ကျွန်တော်တို့ပြန်ထွက်လိုက်မယ်ဒီမှာ back to
okay back to ဆိုပြီးတော့ကျွန်တော်ပြန်ထွက်လာမယ်ဒီမှာ feed လေးကိုတခုရှိတာကွာဘယ်လိုနားလဲရမလဲဆိုတော့ကျွန်တော်တို့ကဒီဥမာယူရိုမှာသွားတဲ့ပို့တွေကိုရှာတယ်ပေါ့ဗျာဥမာအင်္ဂလန်ကနေပြီးတော့ဘယ်လ်ဂျီယံဆိုယူရိုမှာသွားတယ်ယူရိုမှာသွားတဲ့ route တွေရှာတယ်ဆိုရင်ယူရိုနာအသင်္ဘောတွေမှာအရင်စရှာဘာလို့ဆိုတော့သူတို့တွေကဒီယူရိုနာမှာပတ်တာတွေများတယ်အခုပေါ်နေတဲ့သင်္ဘောတွေအဲ့လိုမျိုးမတွေးမှတခြားသင်္ဘောတွေကိုလိုက်ရှာအဲ့လိုမျိုးဆိုပိုကြီးတွေ့တာလွယ်တယ်ဒီ future way တို့ပါလို့ဆိုလဲယူရိုမှာပတ်တာ future way တို့ auto way တို့ဒါတွေကတပြေးပြေးနဲ့ဟိုဒီမှာဒီ line မှာ3-5ခေါက်ဆိုရင်ကျွန်တော်လည်းအဲ့လောက်2ခေါက်ပဲရှိသေးတော့ကျွန်တော်လည်းအရင်မသိသေးဘူးဒါပေမဲ့တချို့သင်္ဘောလေးတော့သိတယ်ဒီ auto way တို့ပါလို့ဆိုလဲယူရိုမှာပတ်တဲ့သင်္ဘောသူတို့ရှိမှရှိနိုင်တယ်အဲကြတော့သူတို့ရှိမှရင်လိုက်ရှာအဲကြသူ့ကိုဖွင့်လိုက်သူ့ဘယ်ကိုသွားနေလဲဆိုတော့ပေါ်လာလိမ့်မယ် okay မပေါ်လာပြီရင်သူ့ရဲ့ route တွေကိုဝင်မယ် route တွေဝင်ပြီးတော့ကျွန်တော်တို့လိုချင်တဲ့ဟော shortcut ကိုရိုက်လိုက်မယ်ဒါဆို GB ဆိုတော့ Great Britain ကိုပြောတာ TIL ဆိုတာမြို့နာမည် Tilbury အဲကြတော့ဒီတိုင်းပဲဒီ code တိုင်းပဲ local code တိုင်းပဲရိုက်မယ်ရိုက်ပြီးရှာလိုက်မယ်ကျွန်တော်အခုဒီမှာ search bar မှာ GB ဆိုပြီးရိုက်မယ် GBTIL ဆိုရိုက်မယ်ရိုက်ပြီးပါရင် BN နေအောင်သွားမယ်အဲကြတော့ GBTIL နဲ့ပတ်သက်သမျှ route တွေဒီမှာပေါ်လာပြီအဲကြတော့ဒီမှာအခုကျွန်တော်လိုချင်တဲ့ route ဒီမှာရပြီ182 nautical mile နဲ့ဒီကောင်ရဲ့ distance ကအဲကြတော့ distance ခမန်းကြီးမှန်လားဆိုတော့ကျွန်တော်တို့ basic plan ဟာနဲ့ပြန်schedule ဟာနဲ့ပြန်တိုက်ကြည့်မယ်ဒီမှာ185တဲ့တွေ့လား185ပဲGB TV တွေကနေပြီးဟုတ်တယ်185 nautical mile ပဲရှိတယ်အဲကြတော့182ဆိုကွက်တီပဲမှန်တယ် okay အဲ့လိုသုံးလို့ရပြီဒီ NAFTA သုံးတာရဲ့အကောင်းဆုံးအချက်ပဲလမ်းကြောင်းကိုဆွဲစရာမလိုဘူးအကူရှာပြီးသုံးရုံပဲ fleet တွေကသင်္ဘောတွေမှာလမ်းကြောင်းတွေကရှိပြီးသားပေါ့ရှာသုံးမယ်အဲကြတော့တစ်ချက်စစ်ကြည့်လိုက်မယ် TV ရဲ့ဒီမှာ river passage လေးတော့ဝင်ရတယ်ထဲကိုဝင်ရတယ်ဝင်ပြီးရင်ဒီမှာဆွဲကြည့်လိုက်လို့ဟိုကိုကတ်မဲ့ web ကမှန်မှန်ဆိုကျွန်တော်တို့ကကားဂေရီရဆိုတော့ကျွန်တော်တို့သွားမဲ့ web နားမှာကားလေးတွေရထားတာတွေ့ရမယ်အဲကြတော့ထပ်ချဲကြည့်လိုက်ဒီကောင် Google Map လိုပဲအခုချဲ့သွားရင်အကုန်လုံးကိုဒီ HD view နဲ့ဘာတွေရှိရဲဆိုတော့အကုန်လုံး satellite photo တွေပြတယ်ဒီမှာဆိုကားတွေရထားတွေ့လားအဲဒါဆိုမှန်တယ်ကျွန်တော်တို့သွားမဲ့ web ကဒီမှာခေါင်းထိုးထားတာဒီဘက်ကိုထိုးထားတယ် container web ရှိကိုထိုးထားတယ်အဲကြတော့ဒီလမ်းကြောင်းဒီနားမှာထားလိုက်ပိုင်းလောကဘယ်ကိုကတ်မလဲမသိဘူးကျွန်တော်တို့နီးတဲ့က agency ကနေပြီးတော့ပို့ information အသေးစိတ်နဲ့ဘယ်မှာကတ်မယ်ဆိုတာသိကြထပ်သိလိမ့်မယ်အဲကြတော့ဒီ route ကိုသုံးလို့ရတယ်အဲကြတော့ကျွန်တော်ထင်တော့ဒီနားမှာကတ်လိမ့်မယ်ထင်တယ်ဒီမှာဆိုရင်ဒီမှာကားတက်တဲ့လမ်းရှိတယ်ဒီဟာကျွန်တော်တို့ဒီမှာကတ်ပြီးတော့ကားတွေကဒီကနေပြီးတော့ကားတွေကဒီကနေမောင်းဆင်းပြီးတော့ဒီမှာသူတို့ storage လုပ်တဲ့နေရာဒီမှာထားလိမ့်မယ်အဲကြတော့ကျွန်တော်ထင်ရတော့ဒီမှာကတ်မယ်ထင်တယ် okay အဲကြတော့အင်္ဂလန်ဘက်အချမ်းအတွက်ကမှန်သွားပြီအဲကြတော့ကျွန်တော်ဘယ်ဂျီယံဘက်အချမ်းသွားကြည့်မယ်ဘယ်ဂျီယံဘက်အချမ်း okay ဘယ်ဂျီယံဘက်အချမ်းကAntwerp နဲ့ဘယ်ဂျီယံရဲ့ပို့နာမည် Antwerp မြို့နာမည်ပေါ့အဲကြတော့တစ်ချက်ရှိုးမယ်နီးရင်ဆက်ဆွဲလိုက်မယ်အဲကြတော့ဒီမှာဘာကြီးဖြတ်ထားလဲဆိုတော့ဒါ lock ကြီးဖြတ်ထားတာကျွန်တော်တို့ lock ဖြတ်ရမယ်ဒီမှာ lock ရှိတယ် lock တစ်ခုဖြတ်ရမယ်ပြီးတော့ဒီမှာကတ်ထားတယ်Antwerp ဆိုတာမြို့မှန်လားဆိုပြီးတော့မြို့နာမည်တစ်ချက်ရှာကြည့်မယ်မှန်တယ်ဒီမှာ Antwerp မြို့နာမည်အဲကြတော့စိတ်ကမှန်တယ်အဲကြတော့ lock ဖြတ်ပြီးတော့ဒီမှာကတ်မယ်တဲ့အဲကြတော့ဒီနားမှာကားဂေရီ web ရှိလားရှုလိုက်ဒါကားဂေရီ web ပေါ့ဒီမှာကားဂေရီ web okay အဲကြတော့ကျွန်တော်တို့သုံးလို့ရတယ်အဲ့လိုနီးနဲ့ route ရှာမယ်အဲကြတော့ကျွန်တော်ဒီမှာရှာပြီးသွားပြီကျွန်တော်သုံးမဲ့ route တွေအကုန်လုံးဒီမှာဒီယူရိုထဲမှာပတ်မဲ့ route တွေအကုန်လုံးဒီသင်္ဘောတွေကနေပြီးတော့ကျွန်တော်တွေ့တယ်အဲကြတော့ကျွန်တော်ဒါတွေကိုတန်းပြီးတော့ယူသုံးလို့ရမယ်ပြီးသွားရင်ဒီမှာတစ်ခုရှိတယ်ဒီကောင်ကလည်းအခုလက်ရှိမောင်းနေတာပေါ့လက်ရှိမောင်းနေမယ်ကျွန်တော်ပြန်ပြီးတော့လုပ်ကြည့်မလို့ဒီကိုရီးယားပြုံးတက်ကနေပြီးတော့ဒီ UK TIL ဆိုရင် Great Britain England TV တွေသွားတဲ့ route ကိုကျွန်တော် route ဆက်ပြီးတော့သုံးပြမယ်အဲ့ဒါကိုနောက်တစ်ခုမှပြမယ်